မိသားစုစီအစ်စ်ပြန်ရောက်လာတဲ့သမီးရင်းကိုအဆက်ခွဲဖို့ရည်ရွယ်ပြီးမွေးစားသမီးဖြစ်သူက$10တန်ဆွဲကြိုးတကုန်းကိုပေးကထိတ်တန်းဒီဇိုင်နာရဲ့လက်ရလို့လိန်ညာပြောဆိုခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးကအဲ့ဒီဆွဲကြိုးကိုမြင်တဲ့အခါဒေါသမထွက်ခဲ့ပါဘူး။ဒါအပြင်သူမကထိတ်တန်းဒီဇိုင်နာစီကိုချက်ချင်းဖုံးဆက်ပြီးဒီလိုဆွဲကြိုးမျိုးထုတ်လုပ်ဖူးခြင်းရှိမရှိမေးမြန်းခဲ့ပါတယ်။မွေးစားသမီးကအလိုလျောက်ပဲဆွဲကြိုးကိုဝတ်ထားဖို့ကြိုးစားပေမဲ့မိန်းကလေးကသူ့ကိုဖမ်းဆွဲပြီးခေါ်လိုက်ပါတယ်။ဖုန်းထဲကဒီဇိုင်နာကဆွဲကြိုးကိုမြင်လိုက်တာနဲ့မွေးစားသမီးကိုချက်ချင်းပဲဆဲဆူချိန်မောင်းပါတော့တယ်။သူ့နာမည်ကိုအလွဲသုံးစားလုပ်ပြီးလူတွေကိုလိမ်လည်လက်ဖျားနေကြတယ်ဆိုပြီးတော့ပေါ့ဒါကြောင့်ဂုံတိတ်ခါထိခိုက်မှုအတွက်ရော်ကြီး$5တန်းတောင်းခံဖို့ရှေ့နေလွတ်လိုက်မယ်လို့ပြောပါတယ်။ဒီရော်ကြီးငွေကဒီဇိုင်နာကမိန်းကလေးအတွက်ပေးတဲ့လက်ဆောင်ပါပဲအမေဖြစ်သူနဲ့အကိုတို့ပါအံ့ဩမြင်သက်သွားကြပါတယ်။ဘာလို့လဲဆိုတော့ထိတ်တန်းဒီဇိုင်နာကိုတွေ့ခွင့်ရဖို့ဆိုတာလူအများစုအတွက်မဖြစ်နိုင်တဲ့လောက်ခက်ခဲလို့ပါဒါပေမဲ့မိန်းကလေးကတော့သူ့ကိုအမတယောက်လိုရင်းရင်းနှီးနှီးခေါ်ဝေါ်နေပါတယ်။အားလုံးကမိန်းကလေးရဲ့နောက်ခံအတိုင်းဝိုင်းကိုအံ့ဩသွားကြတယ်။တကယ်တော့သူမကမိသားစုကနေပျောက်ဆုံးသွားခဲ့တဲ့သမီးအရင်ပါသူမ6နှစ်သမီးအရွယ်မှာငြိမ်ရင်နှိမ့်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့မိခင်ဖြစ်သူကစွန့်ပစ်ပြီးနယ်ဘက်ကိုပို့ထားခဲ့တာပါပြီးတာနဲ့မိခင်ကတခြားသမီးမိန်းကလေးတယောက်ကိုအမြန်ပဲမွေးစားခဲ့ပါတယ်။ဒီကိစ္စကိုနှစ်ပေါင်းများစွာဖုံးကွယ်ထားနိုင်မယ်လို့ထင်ခဲ့ပေမဲ့အဖွားဖြစ်သူကတော့မြေးမလေးကိုရှာဖွေတာဘယ်တော့မှမရက်တန့်ခဲ့ပါဘူး။နှစ်20ကြာစူးစမ်းပြီးတဲ့နောက်မှာတော့အဖွားအိုကမြေးမလေးရှိတဲ့နေရာကိုရှာတွေ့သွားပြီးအိမ်ပြန်ခေါ်လာဖို့အကိုအကြီးဆုံးကိုချက်ချင်းလွတ်လိုက်ပါတယ်။အကိုကြီးကအိမ်ပေါက်ဝမှာ2နာရီလောက်စောင့်ဆိုင်ခဲ့ရပေမဲ့မိန်းကလေးကတော့ဥယျာဉ်ဆိုင်ပြိုးနေပြီးလိုက်သွားမဲ့ပုံမပြပါဘူး။အကိုဖြစ်သူကသူမကိုတောသူမဆိုပြီးလောင်ပြောင်ပါတဲ့အဖွားကြောင့်သာမဟုတ်ရင်ဒီလိုပညာမတတ်တဲ့ကောင်မလေးကိုသူအတိမတ်ပြုမှာမဟုတ်ပါဘူး။မိန်းကလေးကဘာမှပြန်မပြောဘဲသူ့ကိုပါရိုက်လိုက်ပြီးတကားအပြင်ဘက်ကိုကန်ထုတ်လိုက်ပါတယ်။သူမထက်ရိုက်တော့မလို့လုံနေချိန်မှာမွေးစားမိခင်ကအမြန်ဝင်တားပြီးမိန်းကလေးအရွယ်ရောက်ပြီဖြစ်လို့ဒီမိသားစုနဲ့အဆက်အသွယ်ဖြတ်ဖို့အချိန်တန်ပြီလို့ပြောလိုက်ပါတယ်။မိန်းကလေးကအထုပ်ပိုးအမြန်ပြင်ပြီးတကားဝကိုထွက်လာပါတယ်။အကိုကြီးကတော့လန့်သွားပါတယ်။ဘာလို့လဲဆိုတော့သူမဝတ်ဆင်ထားတာကထိတ်တန်းဒီဇိုင်နာရဲ့စိတ်ကြိုက်ချုပ်လုပ်ထားတဲ့ဒီဇိုင်းဖြစ်နေလို့ပါကဘာမှာတစ်ခုပဲရှိတာပါသူကမွေးစားညီမလေးအတွက်ဝယ်ပေးဖို့နီလန်ပေါင်းစုံစူးစမ်းခဲ့ပေမဲ့မရခဲ့ပါဘူးအခုတော့အဲ့ဒီအင်ဂျီကဒီမိန်းကလေးစီမှာရောက်နေပါတယ်သူမကသူ့ကိုဂယုမဆိုင်ပဲဆိုင်ကတစည်းပေါ်ခုန်တက်လိုက်ပါတယ်အကိုဖြစ်သူကအကန့်အသတ်နဲ့ထုတ်ထားတဲ့ limited edition ဖြစ်လို့ပျက်စီးသွားရင်မတက်နိုင်ဘူးစင်းခဲ့ဆိုပြီးပြောပါတယ်ဒါပေမဲ့မိန်းကလေးကမဲ့ပြုံးပြုံးပြီးမောင်းထွက်သွားပါတယ်အဲ့ဒီတော့မှအကိုဖြစ်သူကဒီ$တန်း50တန်ဆိုင်ကယ်ကလည်းမိန်းကလေးပိုင်တာကိုတီးလိုက်ရပါတယ်2နာရီကြာတော့မောင်နှမ2ယောက်အိမ်ပြန်ရောက်လာကြတယ်ဒီအချိန်မှာအမေနဲ့မွေးစားသမီးတို့ကမိန်းကလေးကိုနေရာမှန်သိအောင်ပညာပေးဖို့စောင့်နေကြပါတယ်မွေးစားသမီးကအစီခံတွေကိုခိုင်းပြီးမိန်းကလေးဟာအလိုလိုက်ခံထားရတဲ့တခင်မလေးနဲ့ရှင်ရင်ဘာမှမဟုတ်တဲ့အတွက်ဂယုစိုက်စရာမလိုဘူးဆိုပြီးလောင်ပြောင်ခိုင်းပါတယ်မိခင်ကလည်းမိန်းကလေးကိုသူ့နေရာသူသိဖို့တတိပေးပြီးလိမ့်လိမ့်မာနေရင်ထမင်းကျွေးမယ်လို့ပြောပါတယ်မိန်းကလေးကဘာမှပြန်မပြောတဲ့အခါမွေးစားသမီးကသူမကြောက်သွားပြီလို့ထင်ပြီးနှုတ်ဆက်လက်ဆောင်အနေနဲ့$10တန်းဆွဲကြိုးကိုပေးလိုက်တာပါဒါကအစပိုင်းကဖြစ်ရက်စီကိုပြန်ရောက်သွားတာဖြစ်ပါတယ်ထိတ်တန်းဒီဇိုင်နာက$5တန်းတောင်းတာကိုကြားတော့မိခင်ဖြစ်သူထိတ်လန့်သွားပါတယ်သူမကမိန်းကလေးကိုတရားစွဲတာရက်ခိုင်းပြီးမရက်ရင်အိမ်ကမောင်းထုတ်မယ်လို့အမိန့်ပေးပါတယ်ဒါပေမဲ့စကားမဆုံးခင်မှာပဲအတန်တန်ဝင်လာပါတယ်အဲ့ဒါကတော့အဖွားနဲ့တတိယသားတို့ပါပဲနှစ်ပေါင်းများစွာကြာမှသူတို့ကိုပြန်တွေ့လိုက်ရတဲ့အတွက်မိန်းကလေးရဲ့ရင်ထဲမှာနာကျင်ဝမ်းနဲ့တွားရပါတယ်သူတို့ကပဲသူမအပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သူတွေပါသူတို့ရဲ့ကြိုးပမ်းမှုသာမရှိရင်သူမကိုတမိသားစုလုံးကမေ့လျော့ထားကြမှာပါသူမကိုကြိုဆိုတဲ့အနေနဲ့တတိယအကူက$1သိန်းတန်ဆွဲကြိုးကိုလက်ဆောင်ပေးပါတယ်ထိတ်တန်းဒီဇိုင်နာလောက်မကောင်းပေမဲ့တဆ$တန်းဆွဲကြိုးထက်တော့အများကြီးတာလွန်ပါတယ်ပြီးတော့သူကမွေးစားသမီးလမ်းဘေးဈေးမှာဈေးစစ်နေတဲ့တပ်ပုံကိုထုတ်ပြလိုက်ပါတယ်မွေးစားသမီးရဲ့လှုပ်ဝက်ချက်ပေါ်သွားတဲ့အခါမိခင်ကမွေးစားသမီးဘက်ကနေကာကွယ်ပြောဆိုပါတယ်စေတနာနဲ့လှုပ်တာပါတယ်မိန်းကလေးကနေမှာကြီးပြင်းလာတာဆိုတော့ဆွဲကြိုးအစ်စ်တာပျောက်သွားရင်ဘလို့လုပ်မလဲဆိုပြီးပြောပါတယ်တတိယအကူကဒေါသထွက်သွားတယ်ညီမလေးပျောက်သွားပြီးနောက်တရက်မှာပဲအမေကဒီမွေးစားသမီးအတူကိုအိမ်ခေါ်လာပြီးအမြဲတမ်းအလိုလိုက်ထားခဲ့တာပါကိုသမီးရင်းကိုပြစ်ထားပြီးဒီနောက်ကြောင်မသိရတဲ့မွေးစားသမီးကိုဘာလို့မျက်နှာပေးနေလဲဆိုတာသူနားမလည်နိုင်ပါဘူးမိခင်ကတတိယသားကိုစူပူဖို့လုပ်နေတော့မှပဲရှေ့နေတယောက်ကရော်ကြီးတောင်းခံလွှာနဲ့အတူရောက်လာပါတယ်အဲ့ဒီတော့မှအားလုံးကမိန်းကလေးပြောတာအမှန်ဆိုတာကိုသိသွားကြတယ်ထိတ်တန်းဒီဇိုင်နာကမွေးစားသမီးစီကနေ$5တန်းတကယ်လိုချင်နေတာပါမိခင်ဖြစ်သူကမိန်းကလေးကိုဒီကိစ္စချက်ချင်းရှင်းဖို့မဟုတ်ရင်တားအမိဖြစ်ကနေစွန့်လွတ်မယ်လို့အမိန့်ပေးပါတယ်ဒါပေမဲ့မိန်းကလေးကချက်ချင်းပဲမွေးစားသမီးရဲ့ပါးကိုရိုက်လိုက်ပါတယ်ပြီးတော့ရော်ကြီးပေးရင်ပေးမပေးရင်ထောင်ထဲပို့မယ်လို့ပြောလိုက်ပါတော့တယ်